မင်္ဂလာပါညနေအတွက်ကျွန်တော်ပြမယ်နော်မနေ့ကကျွန်တော်လွှဲသွားတယ်ဗျာဒါပေမဲ့ကြီးတော့မှန်ပါတယ်ကျွန်တော်ညနေအတွက်အကောင်ဆုံးကြိုးစားထားပြီးလုံးပိုင်ရင်ပြလိုက်မယ်နော်ကျွန်တော်လုံးပိုင်ရင်ပြမယ်လုံးပိုင်ဘယ်လိုပေးနေလဲဆိုတော့ဒီမှာဒီနှလုံးပေါင်းချင်းတည့်ရ3ရပေါင်းတည့်ရ3ရပေါင်းကြတော့4ဒီအောင်ပါပဲရေးလိုက်မယ်နော်4တဲ့4ပါဝါက6တဲ့6ပိုင်နဲ့6ပိုင်မှာ6ဆိုပြီးတော့6ရှိဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပင်းရှေ့ပေါင်းကြတော့6တဲ့6ပါဝါကတည့်ရ6တည့်ရလုံးပိုင်ဆိုတော့တည့်3ညဒီကောင်ကလုံးပိုင်မဟုတ်ထိပ်စီးဝင်ရနော်6ထိပ်6ရှိဆိုပြီးထွက်တယ်တနေကုန်ပေါ့ပြန်တော့တပင်း4ရတည့်ရပေါင်း4ရတည့်ရပေါင်းကြတော့9တဲ့9ပါဝါက3ညတဲ့9 3ညကထိပ်စီးတဲ့3ညထိပ်စီးမှာ3ညညီရဟုတ်ပြီနော်တပင်း3ရ9ရပေါင်းခုံတဲ့ခုံပါဝါကနေတဲ့ခုံနေတဲ့နေကခုံပါဝါနေကထိပ်စီးဆိုတော့နေsorry မလို့နေကိုယ့်တော့ရကိုယ့်ပေါင်းကြတော့နေပါဝါကခုံထိပ်ဆိုတော့ခုံလေးဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပည့်ဒီမှာတော့ပဲပြရနော်ဒီမှာလေးရ3ရပေါင်းကြတော့ပါရတော့ခုံပါဝါကနေထိပ်ဆိုနေရှိဆိုပြီးတော့ထွက်တယ်ဟုတ်ပြီကျွန်တော်တို့ဒီညနေအတွက်နေပေါင်းကြတော့ပါရအောင်လေးပါဝါကကိုကထိပ်ပြရမယ်တဲ့ကိုထိပ်ပေါ်ပြရမယ်ဆိုဒီမှာတော့ပဲပြတာသူကပါဝါပဲပြတာ4မှာကိုဒီမှာထွက်တာကတိထိပ်ဒီမှာထွက်တာက3ညထိပ်ဒီမှာထွက်တာကခုံထိပ်ဒီမှာထွက်တာကနေထိပ်ဒီမှာစပေးမယ်ဆိုရင်ကိုထိပ်လာလိုက်ပြန်ညနေမှာကိုထိပ်ကြိတ်တယ်ဟုတ်ပြီကျွန်တော်နောက်တဲ့အချိန်နောက်တဲ့ဘာပြရလဲဆိုတော့ကြီးပြမယ်နော်တေချာလေးကြည့်ဒီနှလုံးပေါင်းချင်း3ညရဲ့8ရဲ့ပေါင်းကြတော့8တဲ့8ပါဝါက3 8နဲ့က1 8 3တိကိမှာ6ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပင်းနေရဲ့4ရဲ့ပေါင်းနေရဲ့4ရဲ့ပေါင်းကြတော့6ရဲ့6ပါဝါက1 6နဲ့က9 6တိ9ထိပ်ဟုတ်ပြီနော်တပင်းဒီ9ရဲ့ဒီ3ရဲ့ပေါင်းကြတော့နေတဲ့နေပါဝါကခုံနေနဲ့က4နေခုံ4ဂီးဆိုတော့ကိုနေဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပင်းဒီနေရဲ့ဒီ4ရဲ့ပေါင်းရဲ့ပေါင်းကြတော့6ပါဝါ1 6နဲ့က9 6တိ9မှာ3 9ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပင်း3ညရဲ့ဒီနေရဲ့ပေါင်းမဲ့3ညရဲ့နေရဲ့ပေါင်းကြတော့နေတဲ့နေပါဝါကခုံနေနဲ့က4နေခုံ4ကီနေခုံ4ကီမှာနေရှိဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပင်းဒီမှာခုံရဲ့နေရဲ့ပေါင်းမဲ့ခုံရဲ့နေရဲ့ပေါင်းကြတော့ပါရအောင်9ပါဝါက4ခုနဲ့က6 9 4 6ကီရဲ့ကီက9 4 6ကီဒါကီတခုနောက်တစ်ကီတခုထပ်ပြမယ်နောက်တစ်ကီတခုဘယ်လိုပေးနေလဲဆိုတော့ဒါကီနောက်တစ်ကီတခုနော်ဒီမှာကျွန်တော်ရေးလိုက်ဒီမှာလုံးပိုင်ကားပါတော့လုံးပိုင်မဟုတ်ဘူးနော်လုံးပိုင်ထိပ်ပေါ့ဒီကောင်လုံးပိုင်ထိပ်လို့ပြောရရနော်လုံးပိုင်ထိပ်လုံးပိုင်ပါလဲဆိုတော့9ပိုင်9ထိပ်ကြီးက946ကတကီဟုတ်ပြီနော်946ကတကီဟုတ်ပြီကျွန်တော်နောက်ထပ်ဒီတကီထပ်ပြမယ်နောက်တကီရတော့ဒီနှလုံးပေါင်းချင်းဒီနေ့ပဲပြလိုက်နော်ပြလိုက်3ည8ရပေါ့3ည8ပေါင်းကြတော့ပါရနော်8ပါဝါက3 8နဲ့က1 8 3တကီမှာ3 8ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပြင်းနေရတရပေါင်းကြတော့3လေ3ပါဝါက8 3နဲ့က9 3 5ကီမှာ8 6ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပြင်း9ရဲ့ဒီ8ရပေါင်း9 8ရပေါင်းကြတော့ခုံလေခုံပါဝါက2ခုနဲ့က3ညခုနှစ်3ညမှာ1 3ညဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပြင်းနေရ4ရပေါင်း6ပါဝါက1 6နဲ့က9 6တိ9ကီမှာ9နေဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပြင်း3ည3ရပေါင်းကြတော့3လေ3ပါဝါက8 3နဲ့က9 3 8 5မှာဘာထွက်လဲ3 9ဆိုပြီးတော့ထွက်တယ်ဒီလိုပဲတွဲပေးနေတာပေါ့နော်ဒီမှာခုံရ4ရပေါင်းတော့1တဲ့ဒီပါဝါက6 1နဲ့က8 1 6 8မှာနေရှိဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပြင်းဒီနေ့ရဒီခုံရဒီနေ့3ညရပေါင်းကြတော့ပါရတော့နေပါဝါကခုံနေနဲ့က4နေခုံ4ကီဒီမှာကျတော့သူကတွဲပေးနေတာပေါ့နော်မ8 6လုံးကကျတော့8ထွက်တယ်8 6လုံး8ထွက်တယ်3ညတော့ကဒီ3ညတော့ကဒီ3ညရဲ့ဒီ1ရတွဲပေးတယ်ကိုနေတော့ကဒီနေရဲ့ဒီ9ရတွဲပေးတယ်3 9တော့ကဒီ3ရဒီ9ရဒီ3ရပေးတယ်နေရှိတော့ကဒီနေရဲ့ဒီရှိဆိုတွဲပေးတယ်ဒီမှာကျတော့9 4 6နေခုံ4တွဲပေးမှာလားပေါ့နော်နောက်တဲ့တကီးကဘာကြီးလဲနောက်တဲ့တကီးက
နေခုံလေးကြီးပါတဲ့ဟုတ်ပြီကျွန်တော်နောက်ထပ်1 chain စိတ်လေးပြမယ်နော်1 chain စိတ်လေးထပ်ပြမယ်ဒါ1 chain စိတ်တစ်ခုထပ်ပြမယ်1 chain စိတ်ကဘယ်လိုလေးပေးမလဲဆိုတော့ဒီနေ့ရဒီနေ့ရပုံချင်းဒီနေ့ပေါင်းကြတော့ပါရအောင်ငါပါဝါက3ညငါ3ညကအချင်းနဲ့မာတီ3ညဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနောက်တစ်ပြည့်ဒီ9ရဲ့ဒီ10ရဲ့ဒီ3ညရဲ့ပေါင်းကြတော့တဲ့ပါရအောင်ခွန်ပါဝါကနေခုန်နေ1ချိန်မှာ9နေဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနောက်တစ်ပြည့်ဒီနေ့ရဲ့ဒီလေးရဲ့ဒီခွန်ရဲ့ပေါင်းကြတော့3နဲ့3ပါဝါက10တဲ့3ချိန်1ချိန်မှာ3 9ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနောက်တစ်ပြည့်ဒီ3ညရဲ့ဒီ3ရဲ့ဒီ3ညပေါင်းကြတော့3နဲ့3ပါဝါက10 3ချိန်1ချိန်မှာ2ရှိဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနောက်တစ်ပြည့်ဒီခုံရဲ့ဒီလေးရဲ့ဒီ1ရဲ့ဖမ်းပေါင်းမယ်တဲ့ဒီညနေအတွက်ပေါ့နော်ပေါင်းလိုက်ကြောက်ပါရအောင်နေမလားနေပါပါကခုံနေကုံဝမ်းချင်းကမမဘူးလားမာတယ်နော်ကီးလည်းရှိတယ်နေကုံဝမ်းချင်းလည်းရှိတယ်ကျွန်တော်မာပါပြီကျွန်တော်ဟောပြမယ်ဒါထိစီဆိုင်ပေါ့နော်ထိစီဆိုင်ကျွန်တော်ပြလေးအစိမ်းရုံလေးနဲ့ပြလိုက်မယ်ထိစီဆိုင်လေးမြင်သာပါအောင်ပေါ့ဒီမှာပေါ့နော်တေချာလေးကြည့်မနော်ရှုံးနေပြီထိစီစိတ်ထိစီ3လုံးညနေတိုင်းပေးနေမှာဒီ3လုံးပေါင်းချင်းဒီနှလုံးပေါင်းချင်းပြလားနေ့ရတရပေါင်းကြတော့ဘာရအောင်နေ့ရတရပေါင်းကြတော့3နဲ့3ပါဝါကရှိ3နဲ့ခက်က9 3ရှင်9ပြည့်ချင်းကြောင့်ဒီနှလုံးပေါင်းချင်းက3ရှင်9ပြည့်ရမယ်ဆိုတော့9မဖြစ်ဘူးလားဖြစ်တယ်နော်ဟုတ်ပြီနောက်တစ်ပြင်ဒီ9ရဒီ10ရပေါင်းတို့ရှိပေါင်းကြတော့ခုံပါပါနိခုနဲ့ခက်က3ညခုနိ3ညပြည့်ချင်းကြောင့်ဒီနှလုံးပေါင်းချင်းလည်းခုနိ3ညပြည့်ရမယ်ဆိုတော့ဒီ6နဲ့ပေါင်းကြခုနိ3ညမဖြစ်ဘူးလားဖြစ်တယ်ဟုတ်ပြီနောက်တစ်ပြင်နေ့ရ4ရပေါင်းကြတော့6တဲ့6ပါဝါက6နဲ့ခက်က9 6တီ9ပြည့်ချင်းကြောင့်ဒီနှလုံးပေါင်းချင်းလည်း6တီ9ပြည့်ရမယ်ဆိုတော့9မဖြစ်ဘူးလားဒီမှာ2ပြည့်ဒီမှာ9ပြည့်တယ်ဟုတ်ပြီနောက်တစ်ပြင်3ည3ရပေါင်းကြတော့3နဲ့300နော်3ပါဝါက10 3နဲ့ခက်က9 3ရှင်9တဲ့3ရှင်9ပြည့်ချင်းကြောင့်ဒီနှလုံးပေါင်းချင်းလည်း3ရှင်9ပြည့်ရမယ်ဆိုတော့9မညီဘူးလားညီရဟုတ်ပြီနောက်တစ်ပြင်ခုံရ4ရပေါင်းကြတော့ဘာရအောင်တေပါဝါက6တင်းနဲ့ခက်က10 168ပြည့်ချင်းကြောင့်ဒီနှလုံးပေါင်းချင်းလည်း168ပြည့်ရမယ်ဆိုတော့ဒီမညီဘူးလားညီတယ်ဟုတ်ပြီနောက်တစ်ပြင်ဒီတော့ကြဟိုတနေ့လာညနေအတွက်နေ့ရ3ညရပေါင်းနေ့ဘာကခုံနေ့နဲ့ခက်က4နေ့ခုံလေးပြည့်ချင်းကြောင့်ဒီရှင်နဲ့ဒီညနေထိုင်နေပေါင်းချင်းကနေ့ခုံလေးပြည့်ရမယ်ဗျာကျွန်တော်ဖုံးပြမယ်နော်ဒီခုံလေးပြောင်းဖုံးရမယ်ရှေ့အပေါင်း equal to နေခုံလေးဖြစ်အောင်ပေါင်းပေးရမယ်ဒီမှာရှိပြီးသားဆိုတော့နေဖြစ်အောင်ပါပေါင်းပေးရမှာလေးရှိဖြစ်အောင်ဆိုရင်ခုံဖြစ်အောင်ဆိုရင်ခုနဲ့ရှိနေပေါ်ခုံတော့ရှိဒီမှာရှိပြီးသားလေးဖြစ်အောင်ဆိုရင်6ကျန်ထိစီကပါထိစီရဲ့ထိစီက9 4 6ကထိစီပါတဲ့ဗာထဲတယ်9 4 6ကျွန်တော်ကနေစီပြမယ်နော်ဒီမှာတေချာလေးပြန်စင်းတော့ကျွန်တော်တွက်ပြတာတေချာလေးကြည့်ဟုတ်မဟုတ်ဆိုဒီမှာထိစီရတယ်9ထိစီရှိရလုံးပိုင်နဲ့9လုံးပိုင်9ရှိရကီးမှာနဲ့9 4 6ကီးဟဲ့နော်နောက်တစ်ကီးကနစ်ခုံလေးကီးထိစီရတယ်9 4 6ထိစီဆိုတော့ထိစီမမအောင်လားဒီမှာဒါလေးထိစီပဲဒီခုံလေးထိစီပဲကီးမှာလည်း9 4 6ကလာညိနေတယ်ကျွန်တော် main ကွယ်လေးထုတ်ပေးမယ် main ကွယ်ကဘယ်လိုလဲဆိုတော့9နေဆိုရင်9နေ9ခုံကောင် main တင်ထိုးမယ်နော် main က9နေ9ခုံက main ပါတဲ့နော်9နေ9ခုံက main ရန်တူ main ပေါ့တူ main ရင်ပြလိုက်မယ်နော်တူ main တူ main ကကြတော့4နေ4ခုံက4နေ4ခုံကတူ main ကကြတော့ရန်ခွက်နေနဲ့ကကြတော့ဗာပေးရမလဲဆိုတော့ရန်ခွက်က6နေ6ခုံ6နေ6ခုံရှိမှာဗျာပြင်ပါရှိအောင်လဲ9တိ9 6 4တိ4 6တဲပဲထိုးရတာတဲပေါ့နော်အကုန်လုံးကတဲထိုးရမှာရန်စရာအားစရာမလိုတဲခေါင်းနဲ့တဲပါ
ဟုတ်ပြီဗျာကိုလက်မင်းကြပါစီဒီညနေတော့ပေါ့ပြီနော်အကုန်လုံး